ngã bờ tu thiên lô rồi ha không phải nó tu ra cả ayo tê bê này mấy ngã ayo tê mấy bê mấy bà cao mua rồi này lâu bi ta bây giờ khoe vậy ta bây bao lâu đây đấy ya si ta để giang cả là thông sản thiên là vậy ya si ta là lỗ cả mà cũng mấy người giác quên lưu chi ta giác quên mà ba ya yao ba mà cái giác quên lưu chi mà ya cái giác quên lưu chi về tu lâu xí đâu đa nào giác quên cả khai thác này lâu của lâu này cao à lẽ là à đâu mà alo mấy thì lâu khai thác à nói vậy quân chi thì đi đánh mày đó bà là đào ana xem mắt xem nào alo đó bảo là thằng nhà đâu nhẹ đâu khăn đi à bà yêu ý sai xem luôn cô quân chi rồi dạy sai là không bảo gì đóng là đụng ba vậy mà biểu luôn quân số quân này tụi đấy anh đi tam bát đi dân chế mu xí à mà lấy không phải lu chi bị ta là sao biểu lýဟုတ်ပြီလားဝန်ကြီးသားသမီးကဘာရာရောက်လို့အမေသူသားသမီးပူကြောက်ရတယ်အဲ့ဒါဥပဒေရှိလို့လားမရှိလို့လားစီကံရှိလို့လားမရှိလို့လားအဆင့်ရှိလို့လားမရှိလို့လားကဘာအလဲမှာရှက်စရာကောင်းလာပြီအတန်တော်ဝင်သွားကြောက်လို့ခုမှပစ္စေကဗုဒ္ဓတော်တပိတ်ခွဲခံလိုက်ရပြီခင်ဗျသဘောပါသလားကမ္ဘာအလယ်မှာတော်တော်ရိုင်းဆိုင်တဲ့ဗမာပြည်လို့နာမည်ကြီးလာပြီကြည်လဲလောက်ကြအောင်အခုတွန်းနှစ်တမထေပစ္စေကဗုဒ္ဓလက်ထက်ကတပိတ်ရိုက်ခွဲတော့ပစ္စေကဗုဒ္ဓဒေါသထွက်မလားဘာလို့မထွက်လဲကိလေသာကုန်ပြီးပြီရုပ်ညံ့တဲ့တရားသူ့တဏ္ဍာမှာမရှိတော့ဘူးဆိုတော့ तू ကပြန်ကြည့်နေတဲ့ဒီမင်းသားလေးကိုအော်နဲ့ပြန်ကြည့်နေဘာမျက်လုံးနဲ့ကြည့်ကရုဏာမျက်လုံးခင်ဗျားတို့သမင်မျက်လုံးတွေကြားမျက်လုံးတွေလာမပြောနဲ့နော်ခင်ဗျားတို့နားလဲတာဒါပဲနားလဲတာသူတော်ကောင်းများကြည့်တဲ့မျက်လုံးတွေအေးဓမ္မကထိကတွေခင်ဗျားတို့ကိုကြည့်နေတဲ့မျက်လုံးကကရုဏာမျက်လုံးနင်တို့ရုပ်တွေများကြိုက်เสียကောင်းနေလိမ့်မယ်သဘောပါသလားဘာမျက်လုံးဟောဒီနှုတ်ကပြောနေတာကရုဏာစကားတဏှာလို့ပြောတာကိုယ့်ကိုချစ်အောင်လုပ်ရင်ဘုံကြည့်မယ်မှန်သိတာပေါ့ဒါပေမဲ့အာရမမှုနဲ့ဘုံကြည့်လို့ကတော့ဒေအိုးရောက်ရင်ကိုကအောက်ကဖြစ်မှာကျောင်းတကာနဲ့ကျောင်းတိုင်ဘသူအောက်ကရောက်တယ်ထင်တယ်သဘောပါသလားအဲ့တော့တို့ကလမ်းမတော့မပြနိုင်ဘူးသွားဖြဲတော့မပြနိုင်ဘူးရှင်းမလားဒင်းတို့လူမိုက်လူရိုင်းနေဘလို့ထင်အမှန်ကိုဆုံးမမှာဦးဇင်းတို့တောင်းပလင်မော်တက်ပြီးမဟုတ်တာတော့မပြောနိုင်ဘူးဒီတကူဆရာတော်ကဦးဇင်းကိုဆုံးမတယ်ရွှေပလင်ထွက်မှာရွှေပလင်နဲ့တန်တဲ့စကားပဲပြောမောင်သူမင်္ဂလာတဲ့တင်ပါဗျာလို့ပြောတယ်ဟုတ်ပလားလွဲမားတဲ့စကားတော့မပြောနိုင်ဘူးမှန်သောစကားကိုပဲပြောမယ်ရှင်းလားဓမ္မကတိကဖြစ်တာဝန်ယူထားတာဒီတရားဟောမလို့တာဝန်ယူထားတာရှင်းသလားမတရားမှုကိုမြောက်ပေးတဲ့အလုပ်မျိုးတော့ကြည့်တပိတ်ရိုက်ခွဲလိုက်တော့ဟိုကကရုဏာမျက်လုံးနဲ့ကြည့်တာမင်းငါမှပြန်ကြည့်တာလေတဲ့ငါဘယ်သူထင်လို့လဲတဲ့ဘယ်သူလုံးသူကကိတဝမင်းရဲ့သားငါကိတဝမင်းရဲ့သားกว่าတဲ့အိရှင်မင်းသားတဲ့လှုပ်တာဟိုကဘာမှပြန်မလုပ်ပါဘူးကရုဏာမျက်လုံးနဲ့တနာတဲ့မျက်လုံးနဲ့ကြည့်နေဩဒုက္ခပစ္စေကဗုဒ္ဓဆိုတာကကိလေသာအလျင်မရှိတော့ဒီတော့သူ့မှာလောဘဒေါသမောဟရှိသလားတိခံပြီးတော့သပိတ်ကွဲသွားတော့စားကြရဆုံးမရှိတော့ဘူးဆက်ကြွသွားသူကတော်သေးတယ်ဒီထက်တော့ဆက်မရိုင်းရှာဘူးဘာခေါ်ရိုက်ဘာရိုက်တော့မလုပ်ဘူးနော်
ပြင်းတို့ကြည်ထားငါ့ကိုဘာကောင်ထင်နေလဲဘာညာနဲ့ဆိုစင်မော်တက်ပြန်စီပစ္စေကဗုဒ္ဓမြင်ကွင်းကကွယ်သွားလိုက်တာနဲ့တကိုယ်လုံးပူလောင်လာတယ်တဲ့သဘောပါလားသူဘာလုပ်ခဲ့လဲကာယကံမြောက်လည်းမစော်ကားဘူးလားဝစီကံမြောက်ကောမနောကံကရောကံ၃ပါးအကုသို့အလုပ်တွေလုံးမလုံးလှုပ်လိုက်တဲ့အတွက်တကိုယ်လုံးပူလောင်လာပြီးတော့အဲ့ဒီပူလောင်ခြင်းကနှိပ်စက်ပြီးတော့အဲ့ဒီနေ့ပဲသေပြီးတော့အဝိဇ္ဇိငရဲရောက်ဘယ်ရောက်လဲကာယကံလည်းမှားခဲ့တယ်မှားခဲ့တဲ့အကုသိုလ်ကံကြောင့်ဘယ်ရောက်သွားလဲအဝိဇ္ဇိငရဲမှာနှစ်ပေါင်း8400ရဲရဲညီနေတဲ့ရှားမီတွင်ကြီးထဲမှာတခါတည်းပတ်ချလက်ပြေးနေရတဲ့နောက်ကငရဲသားတွေကရိုက်နဲ့တန်ရင်ဘူးတွေတောက်ဟုတ်ပြီနော်တန်တွေခဲတွေစားပြီးတော့နှစ်ပေါင်းဘယ်လောက်နေရ8400နေပြီးတော့ပြန်လွတ်လာတဲ့အခါမှာလဲအဝတ်မရှိအစားမရှိပိတ္တာဘဝဟုတ်ပြီနော်အလွန်ငတ်မို့ခေါင်းပါတဲ့ပိတ္တာဘဝအမျိုးစုံသောတတ္တဝါတို့ရဲ့နှိမ့်ဆက်ခြင်းနဲ့တူဘဝပေါင်းများစွာပိတ္တာဘဝမှာငတ်မို့ခေါင်းပါတဲ့ဘေးတွေကြုံရတယ်တပိတ်ရိုက်ခွဲခဲ့တာဟုတ်ရှင်းတယ်နော်အဲ့တော့သူတော်ကောင်းကိုရုပ်ရုပ်မှန်မှဆဲဆိုကျိမ်းမောင်းခဲ့တဲ့အတွက်ယုံညံ့တဲ့ဘဝပိတ္တာဘဝအမျှဝေလို့ကိုမကျွတ်နိုင်နဲ့ဟုတ်ပလားပိတ္တာဆိုတာပိတ္တာတိုင်းကျွတ်တယ်မထင်နဲ့နော်အဲ့တော့အလွန်ရိုင်းဆိုင်တဲ့ကိတ္တဝမင်းရဲ့သားသည်ပစ္စေကဗုဒ္ဓသူနိတ္တကိုပြစ်မှားခဲ့တဲ့ကံနဲ့ငရဲမှာအဝိဇ္ဇိငရဲမှာနှစ်ပေါင်း8400ခံပြီးတကလားပိတ္တာဘဝများစွာကျင်လည်ခဲ့ပြီးတော့ယခုတို့ဖျားရှင်ကိုတော်မြတ်ကြီးလက်ထက်မှာအဲ့ဒီခုနကကုံဒီဆိုတဲ့မြို့ကလေးနားကတငါရွာမှာလူလာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ရှေးသယောခပါယနတိလို့ပြောတဲ့အတွက်ရှေးကတ္တဗဘုရားရှင်ကကိုမဟုတ်ဘူးဘဝဟိုးအချိန်ကာလဘယ်ရွေ့ဘယ်မြလို့တောင်ပြောရခက်လောက်အောင်ကြာမြင့်တဲ့ကာလကလေးကရဲ့ငရဲမှာခံခဲ့ရတယ်ငရဲကတွေလွတ်တော့ဘယ်မှာလဲပိဋ္ဌာငရဲနဲ့ပိဋ္ဌာအဖန်ဖန်ခံစားပြီးတော့အခုလူဘဝမှာလူလားမြောက်ပြီးတော့တငါယာမှာမွေးတော့တိတတ်တဲ့အရွယ်ကစပြီးတော့သူ့ဘဝတွေသူပြန်မှတ်မိနေတယ်ဟောတတိဇာတိတ္တရဉာဏ်လို့ခေါ်တယ်ဇာတိတ္တရဉာဏ်ကိုတတိနဲ့ပြန်အောင်းမေ့ရနိုင်တယ်စာမတလို့လာတယ်ဒါတတိဖြင့်အောင်းမေ့အပ်တော်တရားလို့ဆိုတယ်ကဲထားဒါတွေပြောကျင်းမယ်ဆိုတော့သူ့ဘဝသူပြန်မှတ်မိလာတော့ငရဲခံခဲ့ရတာတွေလည်းသူမတွေ့ဘူးလားတွေ့တယ်လိဘက်လေးတံပိတ်ထားတဲ့ရဲရဲနေနေတဲ့ရှားမီတွင်ကြီးထဲမှာနှစ်ပေါင်းများစွာမပြတ်မလတ်ပြေးလွှားနေခဲ့ရတာပက်လက်မောက်ရက်မျိုးစုံခံခဲ့ရတဲ့ဒုက္ခတွေကိုလည်းသူပြန်မြင်တယ်ပိဋ္ဌာဘဝမှာဆိုးဝါးယုံညာစွာအစာတစ်စက်မှမစားရပဲငတ်မော့ခေါင်းပါခဲ့တဲ့ဘဝတွေကိုလည်းပြန်မြင်တယ်မြင်တော့အခုသူမွေးတာဘယ်မှာမွေးလဲတဏှာရွာမှာမွေးတော့သူ့အမေသူ့အဖေတွေတဏှာလုတ်ပြီးငားတွေတတ်နေတာမြင်တော့သူသိကြောက်တယ်ဟုတ်ပြီနော်လူငယ်လေးတွေကိုတဏှာနာနီတဏှာအဲ့တော့တဏှာရွာကမွေးဖွားလာတဲ့သားသမီးဆိုတော့ဘာပညာသင်ပေးမလဲအဲ့ဒါလည်းနိယာမပဲအဲ့တော့တဏှာနဲ့ကျွမ်းကျင်အောင်ကလေးတွေကိုငါးဖမ်းထွက်ဖို့စုယုံပြီးလှေပေါ်မှာခေါ်တဲ့အခါကျရင်သူ့ကိုမမြင်အောင်သူကပုံနေတယ်ဟုတ်ပြီနော်ဘာတရိယာနေလို့ငရဲဘဝပြိတ္တာဘဝပြန်ပြောသူမေ့သလားငရဲရောက်ခဲ့တဲ့အကြောင်းလဲသူသိတယ်ကာယကံအပြည့်ဒါတွေအကုန်တရိယာနေတော့သူအမားလုံးမိမှာကိုကြောက်နေတယ်မမေ့ဘူးဘာဖြစ်လဲအထမ်းတော့သူကြောက်လားမကြောက်ဘူးလားကြောက်တော့မမေ့ဘူး
မမေးတော့အာကုသို့အလုံးမလုံးဖြစ်အောင်တငါငါးဖမ်းတင်တော့မယ်ဆိုတော့ပုံနေတယ်ပုံလို့မရအောင်အမေဖေတွေကတခါတည်းလိုက်ရှာပြီးတော့လှေပေါ်တင်လိုက်ရင် तू ကဘာလုပ်လို့ဆိုတော့မိတာတဲ့ငါအရှင်တွေတွေ့ရင်ပြန်လွတ်တယ်ဒီတဲ့ဟုတ်ပြီနော်အပြန်မှာအဖေမေတွေအလှမှာပိုက်ကွန်ကြီးကိုရေထဲပြစ်ချတာလေသူ့မေတွေနောက်ထပ်မလုပ်အောင်ဟုတ်ပြီနော်သူ့မှာညီကို2ယောက်ရှိတယ်တဲ့သူ့အကိုကသူ့ကိုသိချစ်တယ်အဲ့တော့အမေနဲ့အဖေကတငါရွာကသားသမီးငါမဖမ်းဘူးအရှင်မိလာတော့လဲဘာလို့လွတ်ပြစ်တယ်ပိုက်ကွန်တွေလဲရေထဲပြစ်ချဖျောက်ဖျက်ပြစ်တယ်လောက်ပါများလာတော့ဒီကလေးငါတို့ရွာမှာနေလို့မတန်ဘူးအလကားကောင်ငတ်တုံးဆိုပြီးရွာကနှင်ထုတ်တယ်ဗျဟုတ်ကလားသူ့ကိုကျုံသွားတယ်တဲ့ငါသားမင်းကဒီအလုပ်နဲ့အသက်မွေးရမှာမင်းဒါကိုတတ်အောင်သင်ဆိုရင်ခေါင်းရမ်းတယ်မလို့အဲ့ဒါဆိုမင်းအိမ်ကထွက်သွားရမယ်ထွက်ဆိုထွက်ရုံပဲဒီအလုပ်တော့ရှင်းလားကဲကလေးလေးသူ့ဟာသူရှာစားတတ်လားစားတတ်ပါမိဘလက်အောက်ကထွက်သွားရင် तू ငတ်မလားမငတ်ဘူးလားအဲ့ဒီငတ်မှ तू မကြောက်ဘူးတဲ့ तू ငါးသာမဖမ်းခိုင်းပါလေတဲ့ရှင်းလားကဲမငါမဖမ်းရင်အိမ်မှာမိလာတဲ့ငါးတွေကိုရွေးဆယ်ထက်ခုတ်မလုပ်ဘူးတဲ့ तू ဘာဖြစ်လို့ဘာကိုကြောက်ရှင်းသလားအဲ့ငရဲနဲ့ပိတ်တာဘာကြောင့်ရောက်ခဲ့တာကာယဒုစရိုက်ရှင်းသလား तू မမေ့ဘူးတဲ့အပြစ်တွေကို तू မမေ့ဘူးခံစားရတဲ့ဒုက္ခတွေကိုမမေ့တော့အငတ်ဖဲခံမယ်မထားမနေလို့မထားရင်လည်းမနေုံပဲရှိဘလို့မှပြောမရတော့မိဘတွေကသူ့ကိုအဟုတ်နင်လို့ရွာထဲမှာမထားဘူးအိမ်မှာမနေနဲ့ဆိုနင်ထုတ်တော့သွားပါတယ်သူလည်းဒီရွာကိုသိကြောက်တော့ထွက်ပြေးဟုတ်ပြီနော်အငတ်ငတ်အပြက်ပြက်နဲ့ဘုံကံကလည်းနဲလာခဲ့တာကိုအတိတ်ကကုသိုလ်တရားကနဲခဲ့တယ်ဟုတ်ပြီနော်ပြီးတော့ငရဲဘုံဘဝရောက်လာတဲ့ပုဂ္ဂိုလ်ဆိုတော့ဘုံမဲ့ကံမဲ့ဖြစ်နေတော့လမ်းမှာကျွေးမွေးမွေးမဲ့လူလည်းမရှိဘူးဒီလိုနဲ့ပြင်းရင်လွှားရင်ဘယ်ရောက်လဲဆိုခုနကကုံဒီမြို့ကလေးကဘာတောင်းတာနာဆိုတဲ့တောင်းဘာတောင်းအဲ့ဒီတောင်းမှာရှင်အာနန္ဒာကသတင်းသုံးနေတယ်ဘယ်လိုသတင်းသုံးအရှင်အာနန္ဒာဆိုတာစိတ်သဘောထားအမတန်နုညံ့ပျော့ဖြောင်းပြီးတော့တတ္တဝါတွေပေါ်မှာတဏှာနဲ့စိတ်ရှိတဲ့ဘုရားရှင်ရဲ့ညီတော်အရှင်အာနန္ဒာကတာဏတောင်မှာတရင်သုံးပြီးနေတော့ပြေးရင်လွှားရင်အဲ့ဒီတောင်ကိုရောက်သွားတယ်ဒီကလေးကရောက်သွားတဲ့ခါကျတော့ရှင်အာနန္ဒာရှင်မြတ်ကြီးဆုံးဖုံးပေးနေတော့သူတရောတော်ပါနဲ့လေးဘက်ထောက်အင်အားပြတ်နေပြီတကူလုံးလည်းစုပ်ပြတ်သားတယ်သွားပြီးမော့ကြည့်တောင်းလည်းမတောင်းရဲဘူးသူတော်တော်ကြောက်နေပြီတောင်းလည်းမတောင်းရဲဘူးဒီတော့အရှင်အာနန္ဒာကဆွန်းစားရင်းနဲ့ကြည့်တယ်။ဩဒီကလေးဘိုက်စားနေပြီထင်တယ်။တင့်တင့်လျောက်ပတ်ယုံစားပြီးတဲ့အခါကလေးမင်းထမင်းစားခြင်းလို့လား။မှန်ပါဗော။ဘယ်လျှောက်တတ်မလဲတငါရွာသားခေါင်းငိမ့်ပြတယ်။အဲ့ဒါနဲ့အရှင်အာနန္ဒာကဘလောက်တနာလဲခေါ်ပြီးတော့လာဆိုရေမိုးချိုးပြီးရေချိုးပြီးတော့ဆွမ်းကြံကွန်ကြံကျွေးပြီးမင်းဘယ်ကလာလဲဒီလိုပဲတန်ငါရွာလာတယ်မိဘတွေရောနှင်လွတ်လိုက်လို့ဘာဖြစ်လို့နှင်လွတ်တာလဲဘာဖြစ်လို့နှင်လွတ်အေးတန်ငါရွာမှာမေးပြီးငါးမှမဖမ်းမယ်ဟုတ်ပြီနော်တန်ငါရွာမှာငါးမဖမ်းပတ်တဲ့ကောင်ဆိုတော့ဒီကောင်ကပညာတတ်လားပညာမဲ့ဒီကောင်ဘာဘွဲမှမရဘူးပညာမတတ်ဘူးဟုတ်လားလေလည်းမလော်တတ်ဘူးငါလည်းရွေးလည်းမရွေးတတ်ဘူးဟုတ်မလားတငါရွာမှာတော့ तू ကပါလေပညာမဲ့အခုထွက်ပြေးလာတာပညာမဲ့လို့လားပညာရှိလို့လားပ
များတို့ပြောတာနော်ဘာသင်တန်းမှမတက်ဘူးပဲနဲ့ပညာတတ်ပါမလားဟမ်သူတက်လားမတက်ဘူးလားကုသိုလ်မှန်လဲအကုသိုလ်မှန်လဲအကုသိုလ်ကြောက်ရမှန်လဲဘုရားတို့သိလားလာပြီရှင်းလားအကုသိုလ်မှမကြောက်သေးရင်ပညာတတ်လားပညာမဲ့လားအေးကြည့်လို့ကြဘွဲတွေတလေကြီးနဲ့အကုသိုလ်တွေလုပ်နေတဲ့လူတွေစီးစိမ်တွေတထောကြီးနဲ့အကုသိုလ်လုပ်နေတဲ့လူတွေရှင်းလားအဲ့ဒါပညာတတ်တယ်လားပညာမဲ့တယ်လားယာဓုတွေတထက်ကြီးနဲ့ပခုံးပေါ်မှာကျိုးတောင်ကြတော့မယ်ဓာတ်တွေတင်ရလွန်းလို့အကုသိုလ်လုပ်နေတဲ့လူတွေရှင်းပြီလားကုသိုလ်အကုသိုလ်မှမသိရင်ပညာမဲ့ဘာကောင်းကြီးဖြစ်နေလေရှင်းမလားသဘောပေါက်သလားကုသိုလ်အကုသိုလ်လောက်မှမခွဲတတ်ရင်ဒီပုဂ္ဂိုလ်ပညာတတ်ခေါ်မလားပညာမဲ့ခေါ်မလားကြိုက်တဲ့ဘဝယူထားကြိုက်တဲ့ယာဓုမှနေရှင်းမလားအခုတန်ဃာရွယ်ကသားလေးဘာကြောင်းမှမတက်ဘူးပါဘူးငါးဖန်းသင်ပေးတော့ကောသင်သလားဘာကြောက်လို့အကုသိုလ်ကိုကြောက်တာဘာကိုကြောက်တာအကုသိုလ်ရဲ့အကျိုးပေးသူကိုယ်တိုင်ခံရမခံရမမေ့ဘူးတပည့်တော်ကြောက်လုံးလို့ပါဗျာဒါပေမဲ့သင်္ကန်းဝတ်မလားဟိုပါရှင်းနော်ရှင်အာနန္ဒာကကရုဏာထားပြီးဥပ္ပဇ္ဇေပြုပြီးကိုရင်ဝတ်ပေးလိုက်ဒါနဝါသီဟုတ်ပြီနော်ကိုရင်ဝတ်ပေးတဲ့အချိန်မြတ်စွာဘုရားဒီတောင်တော်ကြွလာပြီးဒီကိုရင်လေးကြည့်ပြီးတော့အာနန္ဒာတဲ့မင်းဒီတာမဏေလေးကိုဂရုစိုက်ရမယ်ချီးမြှောက်ရမယ်ထောက်ပံ့ရမယ်ငရဲပိဋ္ဌာဘဝကလာခဲ့လို့ဆိုဘုံကံမရှိဘူးလတ်လာပါမရှိဘူးဆွန်းလောင်းမဲ့လို့မရှိဘူးသင်္ကန်းလူမဲ့လို့မရှိဘူးဟုတ်ပြီနော်အဲ့တော့မြတ်စွာဘုရားကရုဏာထားပြီးတော့တာမဏေလေးကိုတခါတည်းတာဝန်ပေးတယ်ဒီကျောင်းတိုက်တွင်းမှာရှိတဲ့ယဟန်တာမဏေတွေသုံးသမျှတောက်ရည်အိုးမင်းနေ့စဉ်ရေဖြစ်ရမယ်မြတ်စွာဘုရားကြံပေးခဲ့တာလားချီးမြှောက်ထားခဲ့တာကိုဒီဆေးရမယ်ကွာဟုတ်ပလားအဲ့ဒါတန်ခတ်တာလားသိရင်ပြီးတာပါပဲဘုံကြီးเจ้าလာကုဒီဆေးရကောင်းမှမသိဘူးရေဖြစ်ရကောင်းမှမသိဘူးကိုတော့ရေတစ်ခွက်လောက်ပေးစမ်းမှာဆာလုံးလို့လာဘုံကိုကပိတ်တာဇတ်နဲ့လားသဘောပါလားဟောဒီရှိရတကာကြီးတွေပို့ဆိုသေးကျောင်းရဘုံကြီးဘာစားစရာရှိလို့မောလုံးလို့ဗျာပိဋ္ဌာဘဝသွားကျင်တာသူကသဘောပါလားတောင်းတဲ့လူကဘာလို့ပိဋ္ဌာဝေယဝဆပြုတဲ့လူကကုသိုလ်ရမရအဲ့ဒါနတ်သားဝေယဝဆပြုတဲ့လူကရောက်တာနဲ့တန်းဝင်သွားပြီးကုရီသွားဆေးတယ်သူကဘယ်သူတော့နတ်သားဟာဘုန်းကြီးနဲ့သိရင်းနေတာဘုန်းကြီးရေကြတဲ့ဘာရှိတော့ဝေဆဘာတော့မှတ်တာဒီတရားဟောရင်ဒီရွာဘုန်းကြီးတွေများစိတ်ဆိုးနေမလားမသိဘူးသဘောပါသလားအဲ့တော့မြတ်စွာဘုရားကချီးမြှောက်တာတဲ့ကိုရင်လေးမင်းစောင့်ရှောက်ကဲကိုရင်မင်းဒီနေ့ရစပြီးတော့ဟောဒီဝေယဝဆကုသိုလ်မေတ္တာဝန်ယူရမယ်ကုရိမှန်သမျှစိတ်ကောင်းရည်အိုးစင်မှန်သမျှညီဖြစ်အဲ့ဒီဝတ်ကုသိုလ်ကလေးနဲ့သူ့မှာတရားဓမ္မတွေကြီးညိုပြီးတော့သူ့မဲ့တမ်းမဲ့လူပေါ်လာတယ်သူ့ဘဝယက်တည်မှုလေးအဆင်ပြေလာတယ်ရှင်းလားဘလောက်ဆင်းရဲလေကုသိုလ်လုပ်ဖို့မမေ့ကြပါနဲ့အခုတရားပွဲကြီးလုပ်တယ်ဘေးကနေမြင်နေတဲ့လူကအခင်းဝင်ခင်းမယ်တပြက်စီးဝင်လဲမယ်မရဘူးလားအဲ့ဒါပါလေအဲ့ဒါဓမ္မတာဝနာကုသိုလ်ထဲမှာဝေယဝဆပတ္တိဒါနဆိုတာဓမ္မဒါနလေအလူတကအလူထဲမှာဘယ်အလူမြတ်ဆုံးလဲအေးအခုတရားနာတဲ့လူချမ်းချမ်းသာသာနာရဖို့ဘေးရန်ကင်းရှင်းစွာနာရဖို့တပြည့်စည်းဝင်လဲပေး
ဟောကိုအရင်နီးကုန်လားမကုန်ပါဘူးမလေးတပြည့်စီရှိရလားဗျာကပေးကြပါဦးမရှိလဲကိုတောင်းလှဲရတာပဲသဘောပါသလားတွေ့တဲ့အမိုက်လိုက်ကောက်တရားပွဲပြီးသွားတဲ့အချိန်တိတ်ခါကြသွားမယ်ငါတို့သာသနာတိတ်ခါကြမယ်သူများပြစ်ထားခဲ့တဲ့အမောက်သူများအပြစ်ပြောမနေနဲ့အကုန်လိုက်ကောက်လိုက်သိမ်းဒါအဲ့ဒါယုံညံ့သူလားမြင့်မြတ်သူအဲ့တော့အမိုက်လိုက်သိမ်းတဲ့လူကနတ်သားမိုက်ပြစ်ချတဲ့လူကမတ္တထာရှင်းမလားကိုမိုက်ကိုသိမ်းမသွားတဲ့လူကအမိုက်လိုက်သိမ်းတဲ့လူကကျင်းတတ်ပြီလားတရားပွဲတွေရောက်လာတွတ်နဲ့စကားပြောနေရာလူလိုက်သေးတယ်အဲ့ဒါဘာတော့ပိတ္တာရောက်လာကြိုးဆိုတယ်လာထိုင်ဒီနားလေးရှိသေးတယ်ဒီနားလေးထိုင်နေရာလေးရွှေ့ပေးတယ်ဒီနားလေးထိုင်ဝေယဝဆပြု तू ကကျင်းတတ်ပလားနတ်သားလို့ပြောရင်ခင်ဗျားတို့ကပြုံလေးဖြစ်နေမယ် तू ကပညာရှိဟိုကကျင်းတတ်သလားကုသိုလ်လုပ်သူကမမေ့သူကုသိုလ်မပြုတဲ့လူကကြည့်အဲ့ဒီကိုရင်လေးကနေပြီးတော့အရွယ်ရောက်လာယဟန်ခံပေးတဲ့ပုဂ္ဂိုလ်နဲ့ဘာနဲ့ယဟန်တကာနဲ့ယဟန်ဖြစ်ပြီးတော့မမေ့မလျော့ကိုရင်ဘဝကလေးကရင်သူကဒီငရဲဘုံပိတ္တာဘုံတွေကိုအမြဲတမ်းသူ့မျက်စိထဲမှာမြင်နေပြီးတော့အကုသိုလ်အလှုပ်ကိုကာယကံမှုဝစီကံမှုမနောကံမှုတိုင်းမှာကြောက်ကာယကံအကုသိုလ်မဖြစ်အောင်လဲနေတယ်ရှင်အနန္ဒာကဒီလိုနေဒီလိုထိုင်ဒီလိုသွားဒီလိုစားဒီလိုတောက်ဒီလိုကျင့်ဆုံးမလိုက်တဲ့အတိုင်းကျင့်ဝတ်သိက္ခာကိုမပြတ်အောင်စောင့်ထိန်ပြီးအားထုတ်တော့ယဟန်လည်းဖြစ်ကောယဟန်နာဖြစ်သွားဘာဖြစ်သွားလဲကျင့်တတ်သလားဘာဖြစ်လို့မေ့လို့အမလီအရေးကြီးတာမမေ့ကြသားမနဲ့ဘာဖြစ်လို့အကယ်၍သာ तू မေ့ခဲ့ရင်နောက်ထပ်ဒီဒုက္ခတိဘုံတွေကလွတ်ပါမှာမေ့လျော့ခဲ့လို့တငါတဲ့သားဆိုတာတငါတဲ့ဆိုတာငါဖမ်းပြီးအသက်မွေးရတယ်ဆိုတာမြင့်မြတ်သူလားယုံညံ့သူလားဆုံးကဆိုတော့နာမည်တူနော်တံပြူဇက်ကတော့နည်းနည်းဝေးပါတယ်ဟုတ်ကလားဟိုးဒီရွာတော့ငါဖမ်းတဲ့လူမရှိတော့ပါဘူးရှိလားရှိလားတွေးတာရှိလားရှိတယ်လူလည်းရှိမှာပေါ့တတိထားကုသိုလ်လားအကုသိုလ်လားအကုသိုလ်ဘလောက်လူဘလောက်တန်းလှူတာတန်းတာကဒါနကုသိုလ်ဖမ်းတာတတ်တာကအကုသိုလ်သူ့အကျိုးပေးနဲ့သူသွားမှာရှင်းနော်အကုသိုလ်ကိုကုသိုလ်နဲ့ဖုံးလို့မရသလိုကုသိုလ်ကိုအကုသိုလ်နဲ့နှစ်လို့လဲအကြောင်းကောင်းရင်အကြောင်းမှန်ရင်အကြောင်းစင်ကြယ်ရင်ကဲဒီမှာမမေ့တဲ့လူကျွတ်လွတ်မှုရမရတခါတည်းသူတရားအထုတ်နေလိုက်တာခန္ဓာဘယ်နှပါးအလုံးသိတယ်နော်ခန္ဓာဘယ်နှပါးခန္ဓာ၅ပါးအချင်းချုပ်ရင်ယုတ်တရားနဲ့အဲဒီယုတ်နာနှစ်ပါးဘယ်ယုတ်ဘယ်နာမြဲသလဲယုတ်နာခန္ဓာမှန်သမျှဉာဏ်နဲ့ကြည့်လိုက်တော့ယုတ်ကောမြဲလားနာမ်ကောမြဲလားခုခင်ဗျားတို့ယုတ်တွေရောမြဲလားဘလောက်ပဲပြုစုရွရရှာပြီးတော့ကြွေအိုချိန်တန်ရင်နာချိန်တန်ရင်သေချိန်တန်ရင်အဲ့ဒီအိုခြင်းနာခြင်းသေခြင်းကိုခင်ဗျားတို့ရှာထားတဲ့စီးစိမ်ကကာကွယ်နိုင်သလားမကာကွယ်နိုင်သလိုသေသွားပြီးနောက်ပြုထားခဲ့တဲ့ကုသိုလ်အကုသိုလ်ကံတွေခံစားဆံစားတဲ့အခါခင်ဗျားတို့ငွေကလိုက်ကာကွယ်ပေးနိုင်သလားအခုရှာထားတဲ့ငွေတွေနဲ့နောက်ဘဝကျယမမင်းသွားလက်ထိုးလေညမလားအဲ့လိုရရင်လည်းကျုပ်ကမတားဘူးရှာကြများရှာသွားပြီးဟိုရောက်အထုတ်လိုက်ပုံပေးလိုက်လွတ်တယ်ရှင်းလားတရားကိုယမမင်းကဆုံးဖြတ်လားတရားမင်းကဆုံးဖြတ်လားဖယားဆုံးဖြတ်လားဘယ်သူကဆုံးဖြတ်တရားကိုတရားကပဲဆုံးဖြတ်တယ်မှတ်ထားပြောတရားကိုဈေးစစ်လို့အချိန်နှောင်းသွားမှကဲပါအောင်လုပ်နေလို့ကျင်သလားဒါဖြင့်အခုကလေးကမမေ့နဲ့
ဘာလဲအခုကလေးကအခုဒီမှာသာနဝါတိမထေတက္ကသိသားဘဝကလာတာဟုတ်ပြီနော်သူမမေ့မလျော့မမေ့ပဲနဲ့အားထုတ်ခဲ့တဲ့အတွက်ကိလေသာကုန်ခန်းယဟန္တာဖြစ်မဖြစ်ဖြစ်ပြီဆိုရင်သူ့အတွက်ပူပင်စရာအကြောင်းတန်တရားဘေးဒုက္ခကလွတ်သွားပြီဘာဖြစ်လို့ကောင်းပြီမေ့နေသူတတိုက်သူ့အဖေသူ့အမေနဲ့သူ့အကိုရွာသူရွာသား900လုံးဟာသူယဟန္တာဖြစ်ပြီးမကြခင်မှာပဲတဘာဝဘေးဒဏ်တစ်ခုနဲ့နာဂိမုံတိုင်းတိုက်တော့ပါသွားပါလိတရွာလုံးဟုတ်ပြီနော်မြန်မာနိုင်ငံမှာနာဂိမုံတိုင်းကြောင့်တငါရွာအားစွာပျောက်သွားခဲ့တယ်ဟုတ်ပြီနော်စားချက်နေတဲ့လူတွေတောင်ပါသွားသေးတယ်ရှင်းမလားဟဲ့အင်ဂျင်2000လောက်ရှိတဲ့ရွာလဲရွာလုံးကျော်တိုင်ငုတ်ဖက်ကြံဒီနာရွာဖျားဆိုလို့ပြောလို့သာယုံရတယ်ရှင်းတယ်နော်အဲ့တော့များသောအားဖြင့်ပျောက်သွားတဲ့ရွာတွေအားလုံးဟာတန်ဃာရွာတွေပဲအဲ့လိုရွာလုံးကျွတ်သေသွားတော့အားလုံးပိဋ္ဌာဖြစ်နေအားလုံးပါဖြစ်တယ်ပိဋ္ဌာဖြစ်တာမှအဝတ်မပါတကူလုံးကိုလည်းတန်ဆူးနဲ့ထိုးသလိုတဲ့သူတို့ငမားချိတ်တွေနဲ့ငါမများဘူးလားအဲ့ဒီငမားချိတ်နဲ့တကူလုံးကိုထိုးနေသလိုပိဋ္ဌာတွေခံနေရတယ်စားစရာတောက်စရာမရှိဘူးဆာလုံးလို့အော်ဟစ်နေရတဲ့ရုပ်ရည်ယူပကားရကြည့်တော့လေသူများပြတောင်းစရာမရှိဘူးသပင်ဖားရပြလုံးပြူပြူသွားခေါ်ခေါ်အယိုးငေါငေါအကြောပြိုင်ပြိုင်နဲ့အလွန်ကြည်ရဆိုးတဲ့ပိဋ္ဌာကြီးတွေဖြစ်တယ်ဘယ်မှာဖြစ်တယ်ဆိုတော့အဲ့ဒီသာနာတောင်မှာပဲဖြစ်တယ်ဟုတ်မလားအကြောင်းတရားနဲ့အကြောင်းရှိရင်အကြောင်းကောင်းမှအဲ့ဒီကြတော့သူတို့ရှိမှဆုံးခံကြွသွားတဲ့သာနာမထေရဟန္တာအရှင်မြတ်ကြီးသူကနောက်ပိုင်းရှင်အာနန္ဒာတို့ကြွသွားပြီးတဲ့အခါယဟန္တာဖြစ်ပြီးနောက်သူကတပည့်တပန်းနေနဲ့မွေးမြူတော့တပည့်12ယောက်နဲ့တောင်တော်ပေါ်မှာနေခဲ့တယ်ဟုတ်ပြီနော်အဲ့တော့တပည့်တပန်းနေတဲ့ယဟန္တာကြီးတွေဆုံးခံကြွသွားတော့ပိဋ္ဌာကြီးတွေကမြင်တယ်ဟာဒါငါတို့သားပဲလို့သိတယ်ဒါပေမဲ့မလျှောက်ရဘူးမဖြစ်လို့ပိဋ္ဌာဖြစ်တာပြင်သူတို့ကိုယ်တိုင်အိမ်ကနှင်ချလိုက်တာဘာမလုပ်လို့ငါမဖမ်းလို့ငါမတတ်လို့ဟုတ်ပြီနော်မဖမ်းယုံနေမဟုတ်ဘူးမတတ်ဘူးမွေးလာခဲ့ဖမ်းမိလာတဲ့ငါးတွေကိုရွေးချယ်ဆို तू လှုပ်သလားမလှုပ်ဘူးအရှင်တွေတွေ့အဲ့အရှင်တွေအကုန်ဖမ်းပြီးငါရေးရဲပြန်လို့တော့ပါလားအဲ့ဒါ तू များအသက်ကယ်ခဲ့တဲ့တတ်သိကြောင့် तू ခုသူ့ကိုလည်းကယ်မဲ့လို့မတွေ့ရဘူးလားအေးလက်တလောကုသိုလ်လေးတွေအတိတ်ကအကုသိုလ်ကနေခဲ့တော့ဘုံမဲ့ကံမဲ့လူမဲ့တမ်းမဲ့လူရှားပါတော့ဝေယဝဆကုသိုလ်မြတ်စွာဘုရားကိုယ်တိုင်ချပေးတာနော်ဒီတာမဏေကိုစောင့်ရှောက်ရမယ်ဆိုတော့ဒဏ်ပေးခဲ့တာလားချီးမြှောက်ခဲ့တာလားကျေနပ်သလားဒါသဘောပေါက်တော့ဒါသဘောပေါက်တော့ဘုံမဲ့ကံမဲ့ကလေးတွေကိုကုသိုလ်ပြုခိုင်းတယ်ဆိုတာဒါဦးဇင်းနာဂိတ်မုံတိုင်းနေသွားကြဲတဲ့အခါရွာစဉ်အလိုက်စားစရာတောက်စရာဝတ်စရာအကုန်ဝေပြီးတဲ့အချိန်ပြက်သွားတဲ့ရွာတရွာကိုတည်ပေးခဲ့မင်းတို့ကိုယ်တိုင်အိမ်ဆောက်ရမယ်အဲ့ဒီဆောက်ဖို့လိုအပ်တဲ့ပစ္စည်းအကုန်ကပေးမယ်ကိုဆောက်ပြီးသွားတဲ့အခါအဲ့ဒီအိမ်ဆောက်တဲ့ထဲမှာပါတဲ့လူအားလုံးကိုအိမ်ဆောက်တဲ့လုပ်အားကလက်သမားကပေးမယ်ဆိုတော့အိမ်ပေါ်တက်တဲ့အချိန်မှာစံစီစငရုတ်ကျက်သွန်အိမ်တောင်ပရိဘောကအကုန်လုံးအိမ်တိုင်းမှာထည့်ပေးပြီးတဲ့အပြင်သူတို့ပတ်စံမှာပေးခဲ့တယ်ဒါရင်လည်းမဟုတ်သေးဘူးရွာထိတ်မှာဘုန်းကြီးကျောင်းတည်မဲ့နေရာမှာဘုန်းကြီးကျောင်းတည်ဖို့ဇရိတ်အပြင်အဝတ်စားတွေစားစရာတောက်စရာတွေတပုံကြီးချပြီးတော့သူတို့ပေးသူတို့လောက်ငှအောင်ပေးပြီးသားနောက်ထပ်တပုံကြီးပုံပေးအဲ့ဒီအဝတ်ပုံကြီးပြပြီးဦးဇင်းကမေးတယ်မင်းတို့ဒါတွေထားခဲ့တာငါတည်ပေးတဲ့ရွာမို့လို့မင်းတို့ကိုရှမ်းအောင်ထားခဲ့တာလို့မင်းတို့ထင်သလားဒီအဝတ်ပုံကြီးနဲ့မင်းတို့ဘာလုပ်ကြမလဲလို့မေးတယ်အဲ့ထဲမှာကိုရင်လေးတစ်ပါးတပည့်တော်တို့လှူမဲ့ဖေဟာ
ကလေးရထားဖြေလူကြီးတွေတော့ဘာကြံနေတယ်မသိဘူးပြန်ရောင်းဆိုင်ပြောရအေးအခုအာကုသို့များလို့မင်းတို့ရွာလုံးကျွတ်ပြတ်သွားပြီသူများရွာမိကိုစားရတော့ဝေစုအဖြတ်ခံရတယ်အနိုင်ကျင့်ခံရတယ်ဗမာလူမျိုးများကြောက်စရာကောင်းဒုက္ခတဲ့တရောင်းစားခြင်းခွက်ခုတ်နှကမ်းပဲ့ခြင်းမိမုံရှင်းလားအဲ့ဒါမင်းတို့ကိုငါတနာလို့ငါဒီမှာပေးခဲ့ပြီးတော့ဒါလှူဖို့ထားခဲ့တာလို့မင်းတို့ဘဝမင်းတို့တိဆောက်ကြဒါနမျိုးစိတ်မပါပဲဘယ်တော့မှဥစ္စာဒါနမရဘူးကွာတရားဟောပြီးပေးခဲ့တယ်လှူပါတယ်တဲ့သူတို့ထက်ဦးဇင်းတို့မရောက်ခဲ့တဲ့နေရာတွေဦးဇင်းတို့လက်လက်သွားတဲ့နေရာတွေသူတို့ကိုယ်တိုင်လိုက်ရှာပြီးလှူခဲ့တော့ဟောဒီနေ့အဲ့ဒီနားမှာအကြီးဆုံးရွာကြီးဖြစ်သွားတယ်ဖက်ဖက်ကထောက်ပံ့မှုတွေကူညီမှုတွေလှူဒန်းမှုတွေတလဟောဝင်လိုက်တာလာပြတယ်ဓာတ်ပုံလေးနဲ့ဘုန်းကြီးတဲ့ကျေးဇူးတင်လို့မင်းဘယ်ရွာအောက်ပြုံဝါအောင်မင်္ဂလာဝါလို့နာမည်ပြောင်းပေးခဲ့တယ်မင်္ဂလာလေးလည်းပါအောင်ပေါ့အဲ့ဒီမှာလေဓာတ်ပုံလာပြတယ်ရှင်ဘုရားဒီလိုဖြစ်သွားပြီဗျာအဲ့ဒါဘာကြောင့်ထင်လဲရှင်ဘုရားလမ်းပြခဲ့တဲ့အတိုင်းတပည့်တော်တို့ရွာသူရွာသားတွေဒါနမပြတ်ပြုနေကြပါလေဘုရားအေးဒါဆိုစိတ်ချပြီးသွားတော့ဟုတ်ပလားတဏှတ်စာကျွေးရင်တဏှတ်စာပဲဝဟုတ်ပြီနော်ဒါနမပြုတ်နိုင်သေးသေး၍ရိတ်ခါမရဘူးရှင်းလားဒါနကရိတ်ခါသီလကအကာအကွယ်သီလမျိုးစိတ်မရှိရင်အန္တရာယ်လည်းမကင်းဘူးဘေးလည်းမရှိဘူးအခုသူများအသက်တတ်ခဲ့တဲ့တန်ဃာရွာကမိသားစုကြောက်နေတယ်အမြဲတမ်းကြောက်ရွံ့ထိတ်လန့်နေရတယ်ဘသူကိုမှလည်းအခုသားတွေ့လို့လည်းမခေါ်ရဘူးအဲ့ဒီမှာမေတ္တာနဲ့စောင့်ရှောက်ခဲ့ဘူးတဲ့အကိုကြီးလှုပ်တဲ့လူကသွားပြီးတော့ထွက်ပြီးအရေးဆုံးဒူးထောက်ပြီးအရှင်ဘုရားကိုထင်ပြတယ်ငါညီငါ့ကိုမြင်ပါစေကိုထင်ပြတော့ယဟန္တာကြီးရဲ့ကမ္မစိတ်ကြီးနဲ့မြင်ရတယ်မြင်ရတဲ့အခါကျတော့သင်ဘသူလဲဆိုတော့အရှင်ဘုရားရဲ့အကိုတဏှာရွာကအကိုပါအခုတရွာလုံးကပ်ဘေးဆိုင်ပြီးတေချေကြလို့ပိတ်တာဖြစ်နေကြပါတယ်အမေလည်းပိတ်တာအဖေလည်းပိတ်တာကျွန်တော်တို့ဘဝငါတို့ဘဝကိုကဲပါဦးတပည့်တော်တို့ဘဝကိုကဲပါဦးအခုဒီလိုဖြစ်နေပြီကဲဒါအချိန်တူတူနဲ့ပြောအောင်တပည့်တော်တို့မှာအရာရာကိုစိုးရိမ်ကြောက်ရွံ့နေရတယ်ဟုတ်ပလားအချိန်ပြည့်လဲအပ်နဲ့ထိုးသလိုနော်မိစားနဲ့ထိုးသလိုဒုက္ခတွေခံစားရပြီးစားရမယ်တောက်ရမယ်အခုအလွန်ဆာလောင်မွတ်သိတဲ့ဘေးဒဏ်ကိုခံနေရခဲ့ပါပြီတဲ့အရှင်ဘုရားကဲပါဩအဲ့ဒါနဲ့သူရှင်အာနန္ဒာစီပြေးအရှင်ဘုရားဘလို့ကဲရမလဲစားစရာမရှိရင်စားစရာလှူပေးလိုက်ဟုတ်ပြီနော်လှူပေးလိုက်ဆိုသူတို့သွားကြွေးလို့လူတွေရဲ့အစားအစာကိုပိတ်တာသွားကြွေးလို့မရဘူးခင်ဗျကံချင်းမတူဘူးဘုခင်ဗျားတို့38မင်းတင်နေကြတဲ့ကြက်ကြော်ကနတ်ကတော်ပဲစားသွားတာသဘောပါလားရှင်းတယ်နော်အဲ့တော့လူအစားအစာကိုဒီပိတ်တာစားလို့ပိတ်တာစားတာလူတွေပြစ်ထားတဲ့နှက်တတွေးသွေးပြည်တလိပ်ကိုဝန်အညစ်ကြေးရှင်းမလားကဲထားအဲ့ဒီဘဝမျိုးရောက်ချင်လားဒါဖြင့်မမေ့ပါနဲ့မမေ့သူတယောက်ကဒီမှာတတိယပြီးအဲ့လိုဖြစ်နေလားသူကိုယ်တိုင်ပိဋ္ဌာဘဝတွေကိုသိထားတော့ပိဋ္ဌာဆင်းရဲကိုသိတော့ချက်ချင်းပဲသူကဆွမ်းခံထွက်တော့နောက်ကယဟန်12ပါးနဲ့ဆွမ်းခံထွက်ပြီးအရှင်ဘုရားတို့တဲ့တပည့်တော်ဆွမ်းအလှဒီနေ့လှုပ်ချင်လို့တဲ့အရှင်ဘုရားတို့ရောကူကြပါတပည့်တော်တပါးတည်းနဲ့မတတ်နိုင်ဘူးဆွမ်းအလှခံပါလေအကုန်ဝိုင်းလှူတာကိုဘုရားအမှုရှိတဲ့တန်ခါကိုဆွမ်းကတ်တယ်ဟုတ်ပြီနော်ဆွမ်းကန်လို့ရတဲ့ဆွမ်းကိုဆွမ်းကပ်ပြီးတော့ဤဆွမ်းလှူဒန်းရသောကုသိုလ်အဖို့ဒီကျွန်ုပ်ဤမိခင်ဖခင်နဲ့အကိုနော်ဆွေမျိုးညာတကာတန်ဃာရွာသူရွာသားပိဋ္ဌာများရရှိပါစေတည်းလို့အမျှဝေတယ်ဟိုကသာဓုဆိုတာနဲ့နတ်သုဒ္ဓါတွေရဟုတ်ပလားစားစရာတောက်စရာတွေရပြီပိဋ္ဌာတွေပျော်ပြီပျော်တဲ့အချိန်နောက်တစ်နေ့ဆွမ်းခံထွက်တော့ကိုထင်ပြတယ်အရှင်ဘုရားတဲ့စားစရာတွေတော့အလျံပယ်ပဲဘုရားတဲ့ကျေးဇူးတင်လိုက်တာဒါပေမဲ့
မရည်နဲ့နော်နင်တို့အဲ့ဒီဘဝလာတာသဘောပါလားမပေါ့ပါနဲ့အာဟာရလူတော့ဝတ်เสียမရှိအဲ့တော့ဟိုမှာကလည်းသာနာဝါဒီမထေရကလည်းသူကိုယ်တိုင်ကိုကဘုံမဲ့ကံမဲ့ဆိုတော့သူ့မှာလှူเสียသင်္ကန်းမရှိတော့အော်နေဦးလုပ်ပေးမယ်ယဟန္တာကြီးနော်ယဟန္တာဆိုတော့သောကပရိဒီဝါရှိလားဘာမျက်လုံးနဲ့ကြည့်ဘာစိတ်ထားနဲ့ကူတာငါအမျိုးမို့လို့ကူတာလားဟုတ်သူတော်ကောင်းတို့မြည်သည်မြင့်မြတ်သောတရေကောင်းတို့မြည်သည်မှာမိမိရှေ့မောက်မှာဒုက္ခရောက်နေတဲ့တတ္တဝါမရှိရဆိုတဲ့စိတ်ထားနဲ့အလုပ်လုပ်ကြတယ်ဓမ္မထရှင်းမလားတဏှာလို့ပြောနေတာအဲ့တော့မြတ်စွာဘုရားအရှင်ကိုရောမြတ်ကြီးရဲ့သားတော်ပြီးပြီကရုဏာနဲ့တင်းကြိုင်သုတ်တန်သဇတင်းကြိုင်ဝအမိုက်ပုံတွေကအဝတ်စားတွေလိုက်ကောက်ပြီးတော့တခါတည်းပိုးလောက်တွေခါမြေမုံခါလျှော်ဖို့သူကိုယ်တိုင်လျှော်ဖို့ပြီးသင်္ကန်းချုပ်ပြီးတော့မြတ်စွာဘုရားလှူဟုတ်ပြီနော်ဖျားအမှုရှိတဲ့တန်ဃာတွေကိုကိုယ်တိုင်ချုပ်အပ်ယဟန်တန်ဃာ12ပါးနဲ့တခါတည်းကိုယ်တိုင်စီမံချုပ်လို့ရတဲ့သင်္ကန်းကိုလှူတယ်ဤသင်္ကန်းအလှူသည်မိဖနဲ့တကွညီအကိုတော်ပိတ္တာတို့နဲ့ဆွေမျိုးတို့အတွက်ဖြစ်ပါစေတည်းအမျှဝေလိုက်တယ်ဒါတို့ခေါ်တယ်နတ်ဝတ်နတ်စားတွေရစာထဲမှာတော့ဖွဲရရေးထားတာပေါ့ဗျာခေါမတိုင်းပြအဝတ်ပစိုးတွေတဲ့ပို့ပြီးတော့တာလွန်တော့နတ်ပစိုးတွေသူတို့မှမရဘူးလားကဲဝတ်เสียယုံเสียရပြီโอเคနောက်တနေ့ကိုထင်ပြတယ်စားเสียလည်းရပြီဝတ်เสียလည်းရပြီနေเสียမရှိရတကယ်ဒုက္ခရောက်ပြီဆိုရင်ကယ်လို့တောင်မဆုံးနိုင်ဘူးနော်ဟမ်နေเสียမရှိပြန်ဘူးဆိုတော့နေเสียအတွက်တစ်ခက်တဲနန်းចောင်းဆောင်လေးတွေဆောက်ပြီးတော့သူကိုယ်တိုင်တဲလေးတွေလိုက်ဆောက်ပေးရတယ်ဒီဟန္တာရှင်မြတ်ကြီးကတဲလေးတွေဆောက်ပြီးတော့တန်ဃာကိုကျောင်းတူဤเจ้าအလူဆိုတော့ဟိုမှာဗိမာန်နေရနေเสียလည်းရှိပြီစားเสียလည်းရှိပြီဝတ်เสียလည်းရှိပြီဘာလို့သေးတော့လန်ခရူဇာလိုသေးတယ်အဟုတ်တခါတည်းဆုံးခံသွားရလမ်းမှာမြက်ပင်ကြားထဲကနေမတ်တရံပြီးအကိုလုံးတဲ့လူကနတ်သားအသွင်နဲ့အရှင်ဘုရားတဲ့ကျေးဇူးကြီးလာပါရဲ့ဘုရားဒါပေမဲ့လည်းတပည့်တော်တို့မှာအားကိုးเสียဆိုလို့အရှင်ဘုရားပဲရှိတဲ့အတွက်တပည့်တော်တို့ကိုကြည်ပါအောင်ဘုရားတဲ့အရှင်ဘုရားရဲ့ကုသိုလ်တွေကြောင့်တပည့်တော်တို့မှာနေเสียလည်းရှိပြီစားเสียလည်းရှိပြီဝတ်เสียလည်းရှိပြီဒါပေမဲ့ခြေထောက်မှာစီးเสียမရှိသွားเสียရင်မရှိတော့အကုန်လုံးခြေထောက်တွေမှာမြက်တွေရှခဲတွေစူးပြီးတော့အကုန်လုံးဒုက္ခရောက်နေကြတယ်ဘုရားနေဦးတလွာဖနတ်ယဟန်တို့စီကောင်းတဲ့တလွာဖနတ်ကလေးတွေကိုယ်တိုင်ချုပ်ပြီးတော့ဖနတ်လိုက်လူရဗျာနဲ့ယဟန်နာရှင်မြတ်ကြီးဟုတ်ပလားအဲ့တော့ကယ်ရပြီဆိုတော့လွယ်ရဲ့လားမလွယ်ဘူးဒါတောင်သူတို့မှာတာရုခေါ်နိုင်တဲ့ဘဝကိုရောက်လို့ဟုတ်ပလားကြီးအဲ့ဒီအကြောင်းတွေကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပြန်လျှောက်ပြတော့မြတ်စွာဘုရားကချစ်သားတဲ့ဒါနဝါတိမထေချစ်သားတင်းရဲ့မိဘတွေဆွေမျိုးညာတကာတွေအခုအမျှဝေလို့ရခဲ့တာတော်သေးတယ်တဲ့တင်းကိုယ်တိုင်ကောဒီပိဋ္ဌာဘဝမရောက်ခဲ့ဘူးလားဆိုပြီးတော့အတိတ်ဇတ်ကိုပြန်ဟောတယ်အဲ့တော့အတိတ်ဇတ်သူပိဋ္ဌာဖြစ်တုန်းကကယ်မဲ့ယူမဲ့လူကယ်လို့ယူလို့ကိုရသလားကယ်လို့ရတဲ့ဘဝရှိသလိုအဲ့တော့ပိဋ္ဌာပေါင်းအမျိုးအစားပေါင်းမရီမတွက်နိုင်အောင်ရှိတဲ့ထဲမှာကယ်လို့ရတာတစ်မျိုးတည်းပဲရှိတယ်ပရတ္တုပပိဋ္ဌာကုသိုလ်အကုသိုလ်ကိုနားလည်ပြီးတော့လူနာနီးဟုတ်ပြီနော်ကုသိုလ်ပြုသိုလ်အနီးနားမှာရှိမှကျင်သလားအခုခင်ဗျားတို့တန်မြူစရမှာဘာလို့နေရလဲဆိုတန်မြူစရမှာအတိတ်ဘဝကဆွေဟောင်းမျိုးဟောင်းဘိုးဟောင်းဘွားဟောင်းနေရှိနေလို့အဲ့ဒီအမျိုးတွေကဒီနေ့တရားပွဲကြီးလုံးပြီးဒေအိုးဆရာတော်လာဟောမယ်သူတို့တရားနာလိမ့်မယ်သူတို့ဝေတဲ့အမြငါတို့ရမှာပဲဆိုစောင့်နေကြတာကြာလာပြီရှင်းမလားခင်ဗျားတို့ကဒီနေ့ကျမှလွန်ခဲ့တဲ့လမှာဥဒုမင်္ဂလာလာဟောမတဲ့23ရက်နေ့အဲ့ဒီရက်နေ့မဟုတ်ပြန်ဘူးတဲ့ပြောင်းသွားတဲ့25ရက်နေ့ဒီနာပတ်ဝန်းကျင်မှာသိတာဟိုပိဋ္ဌာတွေကစောင့်နေတာကြာလာပြီသဘောပါလားကိုအမျိုးပိဋ္ဌာရှိလို့ကိုနေလို့ကျင်တတ်လားဩစတြေးလျမှာမျိုးရှိတဲ့လူကဘယ်သွား
ဂျပန်အမျိုးရှိတဲ့လူကနီးနီးနားနားမနေနိုင်လို့ဟိုသွားတာအထင်ကြီးမနေနဲ့ရှင်းတယ်နော်အဲ့တော့အခုခင်ဗျားတို့မှာကုသိုလ်ကောင်းမှုပြုဖို့လိုအပ်မလို့อ่ะကိုယ်ပတ်ဝန်းကျင်ကိုကယ်တင်နိုင်ဖို့လဲပြုသင့်မပြုသင့်တို့ဗုဒ္ဓဘာသာတွေမှာအများတ attva ကိုကယ်နိုင်စွမ်းရှိမရှိအဲ့တော့သူများကယ်ဖို့အသာထားအောင်အခုဘု து ကိုဘု து ကယ်ရမမေ့အပ်တဲ့တရားတိရှောင်းပွားများဟုတ်ပြီနော်ကာယဒုစရိုက်ကိုရှောင်၍ကာယသူစရိုက်ကိုပွားများဖို့မမေ့ပါနဲ့နှစ်သုံးလေးမိစ္ဆာဒိဋ္ဌိကိုရှောင်တမာဒိဋ္ဌိကိုပွားများဖို့မမေ့ပါနဲ့ဆိုတော့မမေ့အပ်တဲ့တရားဘယ်နှပါးဒီလေးပါးကိုမမေ့ခဲ့တော့ဟောဒီမှာဘယ်သူလဲသာနဝါတိနော်သာနဝါသိဋ္ဌထေရမထေကြီးဟာသူ့အမျိုးတွေကိုသူကယ်နိုင်မကယ်နိုင်သူကိုယ်တိုင်လည်းတန်တရားကလွတ်မလွတ်ဘာကြောင့်လွတ်သွားတာမမေ့လို့အခုမမေ့အပ်တဲ့တရားတွေမှတ်မိပြီလားအဲ့တော့မမေ့သောသူတယောက်တည်သူကိုယ်တိုင်လည်းသူ့အကျိုးကိုဆောင်နိုင်သလိုအများရဲ့တတ္တဝါအကျိုးကိုလည်းရှင်းသလားဟဲ့အဲ့တော့သူတော်ကောင်းတို့ကောင်းတာလုပ်ရင်အခုသူတော်ကောင်းတို့အားလုံးကပတ်ဝန်းကျင်ကောင်းအောင်ရွတ်ဆောင်နိုင်စွာရှိမရှိဒါဖြင့်မြင့်မြတ်စွာမွေးဖွားလာသူတွေလားယုံညံ့စွာမွေးဖွားလာသူတွေမမေ့နဲ့မမေ့နဲ့အစွမ်းရှိတုံးလွတ်အောင်ယုံနောင်မတတဲ့နောင်တပြင်ချိန်အဲ့တော့သူများကဲပါယူပါအော်မလားကိုကကဲတင်နိုင်သူဖြစ်အောင်ကြိုးစားမယ်သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ပြန်ပြောအဲ့ဒီသတိဆိုတဲ့တလုံးလေးဟာအဲ့ဒါပါပဲပညာနဲ့ထိမ့်ကုပ်ပြီးတော့ဒုစရိုက်တရားမှန်သမျှကိုယ်တဏ္ဍာမှာမရှိရအောင်ကြိုးစားဖို့လိုအပ်မလို့อ่ะကြည်စမ်းပိဋ္ဌာဘဝငရဲဘဝမှာခံခဲ့ရတဲ့သာနဝါတိမထေဟာသိပ်ပြီးကြောက်လန့်လွန်းတဲ့အတွက်မေဖေငါဖမ်းခိုင်းတယ်ဖမ်းသလားအသူများသက်သက်ခိုင်းတယ်တတ်သလားလွတ်အောင်မပြေဘူးလားအဲ့တော့ဒီဘဝတခန္ဓာငတ်တာနဲ့အကုသို့လွတ်ရတာဘယ်တင်းကမြတ်တော့ငတ်လိုက်ရတာကဒါကြောင့်ခုဇီဝိတံစစမာနောပိချမပေးဘူးလားဇီဝိတံအသက်ကိုစစမာနောပိစွန့်ရ냐တော့လဲသိက္ခာပဒံစောင့်ထင်းရတော့သိက္ခာပုဂ္ဂိုလ်နဆစာမိမစွန့်ရှင်းလားဗုဒ္ဓဘာသာမှန်ရင်ဘသူတရားပြက်လို့မှမပြက်သူမှမြင့်မြတ်သူတို့ကအမျိုးမြတ်သူလားအမျိုးယုတ်သူလားကိုအမျိုးကိုစောင့်ထိန်ဖို့လိုအပ်မလို့อ่ะတို့ဘာသာတရားကရိုင်းဆိုင်တဲ့ဘာသာလားယဉ်ကျေးတဲ့ဘာသာယဉ်ကျေးတဲ့ဘာသာယဉ်ကျေးတဲ့သီလသမာဓိပညာကျင့်စဉ်ကိုကျင့်မှကိုယ်သာသနာကိုစောင့်ရှောက်ရရောက်မှာရှင်းသလားအမျိုးဘာသာသာသနာဘု து ပေါ်မှာမူတည်တော့သာသနာဘယ်မှာတည်ယုံကြည်သူတို့ရဲ့နှလုံးသားမှာတည်ပြန်ပြောဒါတော့အချိန်မရလို့တူတူပဲပြောမယ်သာသနာဆိုတာအဆုံးအမဆိုတာလက်ခံသူစီမှာပဲတည်တယ်ရှင်းမလားသာသနာကိုဘယ်သူကမှဖျက်လို့မရဘူးမြတ်စွာဘုရားရဲ့အဆုံးအမသာသနာမှန်သမျှသည်လောကအမှန်တရားလောကအမှန်တရားသည်ဘယ်တော့မှပျောက်ပြက်သွားရုံထုံးစံမရှိဘူးသို့တော့သိနိုင်တဲ့ကာလနဲ့မသိနိုင်တဲ့ကာလဘုရားပွင့်ရင်သိတယ်ဘုရားမပွင့်ရင်မသိဘူးအခုခင်ဗျားတို့မသိနိုင်တဲ့ကာလလားသိနိုင်တဲ့ကာလတန်တရားတစ်ခွင်မှာအလွဲအချော်ချော်ပြုတ်ခဲ့မပြုတ်ခဲ့အခုဘဝမှာခင်ဗျားတို့ကြုံတွေ့နေရတဲ့ဘေးဒုက္ခလောကဓာတ်၈ပါးကိုနှိုင်းရှင်ကြည့်လိုက်တာနဲ့ကိုယ်ကံကောင်းတယ်မကောင်းဘူးသိပြီသားအဲ့တော့လာယာလန့်ဒုက္ခတိဘုံကိုပြန်သွားမလားလွတ်မြောက်အောင်ကြိုးစားဘာမလုပ်နဲ့မမေ့နဲ့မမေ့အပ်တဲ့တရား၄ပါးကိုဆောင်ပြီးတော့သာကြိုးစားမယ်ဆိုရင်ဒီဘဝလွတ်နိုင်မလွတ်နိုင်အဲ့တော့သူများကြည့်ပြီးသူများလက်ညှိုးထိုးဝေဖန်နေရမလားကိုဝေဖန်ငါမှကာယဒုစရိုက်တရားတွေကင်းရလားနေ့စဉ်ကာယသူစရိုက်ဖြစ်အောင်
ပွားများနိုင်ရဲ့လားရှင်းရလားဟဲ့ငါမှဝစီဒုစရိုက်တွေကင်းရဲ့လားပြောနေတဲ့စကားမှာမှုသားကင်းရဲ့လားကြမ်းတမ်းတဲ့စကားကင်းရဲ့လားယုံညံ့တဲ့စကားကင်းရဲ့လားဘယ်သူကိုဘယ်သူစစ်ဆေးရမလဲမြင့်မြတ်သောစကားပြောနိုင်ရမယ်ကုသိုလ်ဖြစ်တဲ့တရားစကားကိုပြောနိုင်ရမယ်ကျင်သလားအဲ့တော့စိတ်ကြံမှာလဲယုံညံ့တဲ့အကြံတွေကြံစရာလိုသေးလားမလိုတော့ပြန်ကြည့်တာခန္ဓာဘယ်နှပါခန္ဓာ၅ပါးအချင်းချုပ်ရင်ယုတ်တရားနဲ့သဗ္ဗေသင်္ခါရအနိစ္စဆိုတော့ယုတ်ကိုထောက်ပထားတာအကြောင်းဘယ်နှပါကံအရာအလုံးကဖြစ်ပြီးရင်ကံကိုရောကိုပိုင်သလားကောင်းတဲ့ကံပဲအကျိုးပေးပါမကောင်းတဲ့ကံအကျိုးမပေးပါနဲ့ပြောလို့ဒီဘဝမကောင်းတာတွေအကုန်ကျိုးပေးกว่าနောက်ဘဝမှာကောင်းတာဆန်းစားမယ်ပြောလို့ဘယ်လိုပဲပြောသူအကျိုးပေးချိန်တန်မှရှောင်လွဲလို့မရရင်ငါတို့ကဘာနဲ့နေရမလဲတတိပညာနဲ့နေလောကရန်ဘလို့ရိုက်ဖို့လောကရန်ဘလောက်ထောင်းကိုအကျင့်မပြည့်စင်နဲ့ရှင်းလားသီလသမာဓိပညာမဆုံးရှုံးစေနဲ့ကျင့်ပြီလားဒါဖြင့်ယုံ nant ခန္ဓာနံတရားရောမြဲလားယုံ nant ဘယ်ချိန်ကြည့်ဖြစ်ပြီးရင်ဖြစ်ပြီးပြတ်တဲ့တရားချမ်းသာသလားဆင်းရဲသလားမအိုမဲ့ခန္ဓာလားအိုမဲ့ခန္ဓာလားအိုခြင်းကရောချမ်းသာသလားဆင်းရဲသလားမနာပဲနေမလားနာမလားနာခြင်းကရောချမ်းသာသလားဆင်းရဲသလားမသေးပဲနေမလားသေမလားသေခြင်းကရောချမ်းသာသလားဆင်းရဲသလားအဲ့တော့ဒီခန္ဓာရနေတာချမ်းသာသောခန္ဓာလားဆင်းရဲသောခန္ဓာဒါဖြင့်ဘယ်ခန္ဓာရရင်ချမ်းသာမလဲနတ်ဘဝမြမဘဝခန္ဓာမှန်ရင်ဘာသစ္စာသိတဲ့ဉာဏ်ကမဲနဲ့မမှန်ကန်ကန်သာသိရင်လွဲမားတဲ့အကျင့်တရားတွေကျင့်စရာလိုသေးလားကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်လုပ်ဖို့လိုသေးလားဟဲ့မမေ့နဲ့နော်မမေ့ရင်သေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲသစ္စာ၄ချက်တပြိုင်တည်းကြိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော်မပေါ်စားသောတတိမလျှော့သောဇွဲလုံးလဝရိယကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ကြခင်ဒီသာသနာနဲ့တွေ့ကြိုက်မှာမမေ့လိုက်ကြနဲ့လို့တိုက်တွန်းရင်းနဲ့နာကြစို့